ကျွန်တော်တို့ဂျပန်လူငယ်တွေပြောမှလုပ်တယ်မခိုင်းရင်မလုပ်ဘူးတခါတလေခိုင်းရင်တော့လုပ်ချင်မှလုပ်တယ်ဘာကိုတယ်နည်းနည်းလေးစူလိုက်ငေါက်လိုက်တယ်ဆိုရင်နောက်နေ့မလာတော့ဘူးအဲ့လိုမျိုးတွေကြောင့်ကျွန်တော်စိတ်ဆိုးစိတ်ညစ်ဒေါသထွက်ကြတာတွေကျွန်တော်တို့အများကြီးကြုံမှုမယ်လို့ထင်တယ်ပေါ့ဒီနေရာမှာကျွန်တော်တို့ကသူတို့ကိုပဲသွားပြီးတော့အပြစ်ပြောလို့မရဘူးဗျသူနောက်ကွယ်မှာကျွန်တော်တို့ယူတိုရီကျော်ကြီးခုလို့ခေါ်တဲ့တရားခံတစ်ခုရှိနေတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာတော့ဒီယူတိုရီကျော်ကြီးခုအကြောင်းလေးကိုကျွန်တော်လည်းပြပြမယ်ပေါ့နော်ယူတိုရီကျော်ကြီးခုဆိုကျွန်တော်လွယ်လွယ်ပြောရမယ်ဆိုရင်ဂျပန်အစိုးရကအကြောင်းသားတွေကိုကျွန်တော်တို့ဖိအားအရင်မပေးဘဲနဲ့အေးစစ်စစ်နားရက်ဆိုနားရက်ကျောင်းချိန်တွင်းမှာလည်းကျွန်တော်နားချိန်ဆိုနားချိန်အကစားဝါသနာပါတဲ့သူဆိုလည်းအကစားဝါသနာပါတဲ့သူအလျောက်တာတွေအများကြီးကြက်ခိုင်းတာမျိုးမှတ်ခိုင်းတာမျိုးမလုပ်ဘဲနဲ့ဖိအားမရှိတဲ့ပညာရေးစနစ်ကိုဖြစ်တယ်ပေါ့နော်ကျွန်တော်ဆောင်မင်းပွဲတွေမှာလည်းကျွန်တော်လူတိုင်းကအဆင့်1တွေ2တွေနဲ့ခွဲခြားထားတာမရှိတော့ဘဲနဲ့ကြားတဲ့သူကကြားတဲ့အဆင့်အလျောက်အောင်တဲ့သူကအောင်တဲ့အလျောက်အဲ့တော့လူတိုင်းကိုကျွန်တော်တို့ကသူတို့ရဲ့အားသာချက်အားနည်းချက်ကိုသိပြီးတော့မှတန်းတူညီမျှကိုယ်တင်ငယ်သိမဖြစ်အောင်လို့ဖန်တီးထားတဲ့ပညာရေးစနစ်တစ်ခုပေါ့နော်အဲ့ဒီမှာပြဿနာကဘာလဲဆိုတော့ကျွန်တော်ငယ်တုန်းကဒီလိုမျိုးမိသားစုကလည်းဖိအားသိမပေးဘူးကျောင်းကလည်းဒါမျိုးဖိအားမရှိတဲ့ခါကျတော့လုပ်ငန်းခွင်ဝင်တဲ့ခါမှာဒုက္ခရောက်တော့တာပဲပထမတစ်ခုကတော့ဘာလဲဆိုတော့ပြိုင်ဆိုင်လိုစိတ်မရှိတော့တာပေါ့တစ်ဖက်လူတွေကိုကတောင်းစူးစမ်းမယ်တစ်ဖက်လူနဲ့ဒန်းတူကိုကလုံနိုင်ရရှိအောင်စူးစမ်းမယ်လို့မစဉ်းစားတော့ဘူးငါကတော့အေးဆေးပဲငါဒီပတ်စံရရင်တော့ပြီသူများထက်ထိုးပြီးလုပ်စရာဘာမှမလိုဘူးသူတစ်ဖြင့်ကျွန်တော်ချိန်မိုင်းလုပ်နေမှာပေါ့ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်ခိုင်းမှလုပ်တယ်အမိန်ပေးတာပဲကျွန်တော်တို့စောင့်တော့တယ်ကိုယ့်နဲ့ကိုယ်ဆိုရင်တော့မလုပ်တော့ဘူးထက်လည်းစဉ်းစားမနေတော့ခေါင်းချောင်းမခံတော့ဘူးပေါ့ဗျာဒီနေရာမှာကျွန်တော်တို့ဒါမြန်မာနိုင်ငံဖြစ်ဖြစ်နိုင်ငံခြားလာတဲ့လူငယ်တွေကပို့ပြီးတော့ fresh ဖြစ်တယ်တရားထက်သန်မှုရှိတယ်စူးစမ်းမှရမယ်ဆိုတဲ့စိတ်မျိုးရှိတဲ့ခါကျတော့ပို့ပြီးစူးစမ်းကြတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကဒီလိုယူတိုရီကျော်ကြီးခုမှာတောင်းခွက်တွေလည်းမရှိဘူးလားဒီလိုမျိုးစိုးခွက်တွေပဲရှိရလားဆိုတော့အဲ့လိုလည်းမဟုတ်သေးဘူးဗျငယ်တွေကနောက်ပြီးတော့ဒီလိုမျိုးတိုက်ခိုက်လူရက်ပြီးတော့တယောက်ကိုတယောက်ကြော်ခွပြီးတော့လောက်ရတဲ့ဟာမျိုးတွေနေပါလာတဲ့အတွက်ကြောင့်တို့ကတစ်ဖက်လူကစာနာမှုရှိတယ်ကိုချင်းစာမှုရှိတယ်ပေါ့နော်တကူကောင်းစာနာတွေလည်းနဲလာပြီးတော့ဂီတတို့ဒီအားကစားတို့ပေါ့နော်တို့ကြိုက်တဲ့နယ်ပယ်တွေမှာလည်းတို့စူးစမ်းထုတ်ခွင့်ရလာတယ်အဲ့ဒါကြောင့်မို့လဲကျွန်တော်တို့ဒါဂျပန်ကဒီကဘာကတော့အသိမှတ်ပြုရတဲ့ဒီထွင်ဖန်နေသူတွေပေါ်ထွက်လာတာလည်းပါတယ်ပေါ့နော်နေကုန်းချုပ်ပြောရမယ်ဆိုရင်တော့ကျွန်တော်ယူတိုရီကျော်ကြီးကတစ်ဖက်တူထက်တာအောင်တန်းတူစူးစမ်းအားထုတ်ပြီးတော့ဖိအားတွေအောက်မှာဒီအလုပ်လုပ်ဖို့အတွက်ဆိုရင်တော့ဒါပြောဤစေခဲ့တာတော့အမှန်ပဲပေါ့နော်တစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင်တော့တယောက်နဲ့တယောက်ကြော်မယ်ခွမယ်တယောက်ကိုတယောက်ထိုးချမယ်ဆိုတဲ့စိတ်ဓာတ်တွေကိုကျွန်တော်တို့ဒါအများကြီးပြောင်းလဲပေးနိုင်ခဲ့ပြီးတော့တကူကောင်းမဆန်မင်းနဲ့အားလုံးညီတူညတူစူးစမ်းကြမယ်ဆိုတဲ့စိတ်မျိုးကိုလည်းကျွန်တော်တို့ဒါဖန်တီးနိုင်ခဲ့တယ်ပေါ့နော်ဒီထွေမှုအားကောင်းတဲ့လူဖွဲ့စည်းတစ်ခုကိုလည်းကျွန်တော်တို့ဒါဖန်တီးနိုင်ခဲ့တယ်လို့ထင်ပါတယ်အဲဒါကြောင့်မလို့ပျော့တိပျော့ဖက်နဲ့အလုံးမလုံးတဲ့ကျွန်တော်ဂျပန်လူငယ်တွေတွေ့တယ်ဆိုရင်တော့ဒါတို့ရဲ့နောက်ခံ background ပညာရေးစနစ်ကြောင့်လည်းအများကြီးဆိုင်နေဆိုတာအခုကလည်းစပြီးတော့သိပါမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်